တော့ကျွန်တော်တို့3လက်မအမြင့်ကိတ်သားတုဖန်ဖုတ်တဲ့အခါမှာမဖြစ်မနေအသုံးပြုရမယ့်အချက်တွေကတော့ကျွန်တော်တို့မီးပေးယူဘေးကနေလာတဲ့မီးအပူတွေကိုညီအောင်လို့ကျွန်တော်တို့ဒီတစ်သားပေါင်ခံဖော်ရပါမယ်တစ်သားပေါင်ကကျွန်တော်တို့ဒါတလက်မတူမဟုတ်လားအမှုတူပေါ့အမှုတူကိုတစ်သားပေါင်ခွေခံပြီးဖုံးမှကိတ်သားလှပါမယ်ပြီးတော့ကျွန်တော်တို့မီးအပူချိန်ကဒီ3လက်မထုကိတ်သားအမြင့်ဖြစ်တဲ့အတွက်ကြောင့်မီးအပူချိန်က80ကနေပြီးတော့100ချားကိုဖုံးမှသာလေရင်ကိတ်သားကကျွန်တော်တို့နှိမ့်ကြတာတွေပြောတယ်မဖြစ်မှာပါအပူချိန်ကတော့190 160အဲ့ဝင်ချိန်ဖော်ပါမယ်မိနစ်ကတော့80ကနေ100ဝန်းကျင်လောက်ဖုံးမှသာလေကျွန်တော်တို့ကိတ်သားလည်းနှိမ့်ကြတာချင်းမဖြစ်ဖြစ်နဲ့ကိတ်သားအကျက်ညီပါလိမ့်မယ်